ညာသည်ကြီးငယ်မဆိုတာရှေ့လုံနေပြီးတော့အခါကဘာနတိပြည်မှာဗြဟ္မရမင်းကြီးမင်းပြုတဲ့အဲ့ဒီအချိန်မှာကိုဝင်ဆောင်မိမငယ်တယောက်ဟာကိုဝင်နေလာစီလို့ဖွားမြင်တဲ့ထူးထူးခြားခြားဖွားမြင်တဲ့အခါခြေလက်အင်ကကိုခန္ဓာမပါပဲဥကောင်းကြီးတက်တာလေမွေးဖွားတဲ့မိမငယ်လဲအိုးမချမ်းအပ်မမြင်ရမသိမြတ်လာပါကလားထိတ်လက်ရှက်ကြောက်ခြင်းဖြစ်မိတဲ့ဒါနဲ့လူတွေမသိစေပဲထိုတရေသားဥကောင်းလုံးကိုရေထဲကိုပစ်ချလိုက်တော့တဲ့အဲ့ဒီလိုရေမှာဖြောက်ဖြက်ပြီးလို့မကြခင်မှာပဲနောက်ထပ်ကိုဝင်ရှိပြန်တယ်နေလာစေလို့ဖွားပြန်တော့ရှင်းနီးတူပဲဥကောင်းသာဖွားပြန်တယ်မိမငယ်လဲထူးဆန်းလှပါကလားလို့ဆိုပြီးမြေကြီးတူပြီးမြုပ်လိုက်ပြန်တဲ့ထို့နောက်ပြိတ္တန်တွေထက်တီပြန်တယ်ဥကောင်းကြီးဖွားပြန်ရောတဲ့တဖန်ရေမှာပစ်ချပြန်တယ်အဲ့ဒီနောက်ကိုဝင်ရှိပြန်တယ်ဥကောင်းကြီးဖွားပြန်ရောဒီခါမှာမိမငယ်ကစဉ်းစားတယ်ငါကမအပ်မရဥကောင်းကြီးဖွားတယ်လို့ရေမှာနှစ်ခါပစ်ချပြီးမြေမှာတစ်ခါမြုပ်ခဲ့တယ်အခုတဖန်ဥကောင်းကိုပင်ဖွားပြန်တယ်သူ့ကန်တဲ့သူသာရှိပါစေတော့လို့သဘောထားပြီးကောင်းမွန်စွာပြုစုကြည့်ရှုပြီးမွေးမြူတော့တဲ့အဲ့ဒီလိုပြုစုမွေးမြူလို့9နှစ်ကြာတဲ့အခါငါဥကောင်းလူလူလေးကစဉ်းစားတဲ့ငါမိခင်ဟာငါ့ကိုကျွေးမွေးပြုစုမွေးမြူလာတာ9နှစ်တောင်ရှိပြီငါအတွက်နဲ့ပတ်သက်ပြီးငါမိခင်ဟာဘာမှအကျိုးမခံစားရသေးငါမိခင်အားငါမွေးကျေးဇူးဆက်တင်တယ်ဒီတိုင်းပြည်မှာတော့ငါလိုလူမျိုးရှိမှမထင်ငါ့ကိုမြင်နေလူတွေကဂယုဏတက်ဝင်ပြီးဆုလက်တွေပေးကြမှာအမှန်ပဲလို့တွေးမိပြီးသူ့မိခင်ကိုပြောတဲ့မွေးမိခင်ဈေးသို့သွားတဲ့အခါကျွန်ုပ်ကိုခေါ်ဆောင်သွားပါလူစီကားရနေရာမှာခြာထားပေးပါလို့ပြောတဲ့မိခင်လဲတားရဲ့အလိုကိုလာရောပြီးငါဦးကောင်းကိုတောင်းနဲ့ထည့်ယူကဈေးအတွင်းလူစီကားရနေရာမှာခြာထားလေတဲ့ကွယ်ငါဦးကောင်းကိုပွဲစားလူမိုက်တဦးမြင်တဲ့အခါမတော်တရောမမြင်အပ်မမြင်ရကိုလူတကာရှေ့မှာလာထားရသလိုဆိုပြီးရိုက်နှက်မောင်းနေပြတဲ့အဲ့ဒါကြောင့်မိခင်ဟာငါဦးကောင်းကိုပြန်တည်ဆောင်သွားရတာပေါ့ကွယ်ဒါပေမဲ့ငါဦးကောင်းကနောက်တစ်နေ့မှာမိခင်ကျွန်ုပ်ကိုဆောင်ယူပါအောင်လူများရမှာမနေရလေလူပါတဲ့အရက်မှာထားပေးပါလို့ဆိုတဲ့မိခင်လဲတားငါဦးကောင်းဆိုတိုင်းတည်ဆောင်သွားပြီးလူပါရမှာခြာထားပြန်တဲ့အဲ့ဒီလိုခြာထားလို့မကြခင်မှာပဲမြို့မှာနေတဲ့ပွဲစားကုန်တဲ့ကြီးတဦးဟာအနီးကိုရောက်လာပြီးငါဦးကောင်းကိုမြင်တဲ့အခါအလွန်အံ့ဩသွားတဲ့ထူးဆန်းလာပါကလားတခါမှမမြင်စဘူးဤဦးကောင်းကိုယူဆောင်ကျွေးမွေးထားပြီးပွဲရုံမှာထားပါကလူအများလာရောက်ကြည့်ရှိလို့ငါပွဲရုံလူစီပြီးအယောင်းဝယ်ကောင်းမယ်လို့စဉ်းစားမိတဲ့အဲ့ဒီလိုစဉ်းစားပြီးသူ့မိခင်စီမှာငါဦးကောင်းကိုတောင်းပြီးသူ့ပွဲရုံစီကိုတည်ယူသွားတဲ့ကွယ်ကုန်တယ်ကြီးထင်တဲ့အတိုင်းပဲငါဦးကောင်းကိုလာရောက်ကြည့်ရှုကြလို့ပွဲရုံမှာလူစီကားပြီးအယောင်းဝယ်လဲရှေ့ကထက်ပိုကောင်းလာတဲ့တနေ့တော့အခါအခြားနိုင်ငံကတင်မော9စင်းဆိုက်ရောက်လာတယ်တည်င်းအရတင်မော900စုတို့ဟာထူးဆန်းတဲ့ငါဦးကောင်းကိုကြည့်ရှုဖို့ပွဲရုံကိုရောက်ရှိလာကြတဲ့ဒီအခါငါဦးကောင်းလူလင်ကအကြည့်မခံပဲရှက်တဲဆိုပြီးအိမ်တွင်းခန်းကနေလေတင်မောသားတွေကိုအော်ပြောတဲ့အတင်တို့ကုံများကိုတခြားမှသွားမရောက်ပါနဲ့ပါလာတဲ့ကွန်ပစ္စည်းအလုံးကိုကျွန်ုပ်တို့ဝယ်ပါမယ်လို့ပြောဆိုတဲ့ထိုအခါမှာတင်မောသားတွေကငါဦးကောင်းကိုပိုကြည့်ကျင်လာပြီးပွဲစားကုန်တယ်ကြီးထံကြည့်ရှုခွင့်ပြုဖို့ပန်ကြားတဲ့ပွဲစားကုန်တယ်ကြီးကကျွန်ုပ်သားကိုကြည့်ရင်တင်တို့ပါလာတဲ့ကွန်ပစ္စည်းအလုံးကိုကျွန်ုပ်အားရောင်းချပါဒိုဒီမဟုတ်ရင်တဦးကို10တပြားစီပေးပါလို့ဆိုတဲ့တင်မောသားတို့ကလည်းအလွန်ကြည့်လို့မြင်လို့တော့ကြောင့်တင်မောတကြီး9ဦးတို့ကတဦးလင်အတပြား100စီပေးပြီးကျန်တင်မောသား900စု9စုကတဦးလင်10တပြားစီပေးလျက်ကြည့်ရှုကြတဲ့ငါဦးကောင်းကရရှိတဲ့အတပြားအားလုံးရဲ့တဝက်ကိုမိခင်ရင်ရပေးပြီးကျေးဇူးဆက်ကကြံတဝက်ကိုတော့ဖခင်ပွဲသားကြီးကိုပေးတဲ့တင်မောသားတို့ဟာငါဦးကောင်းကိုကြည့်ရှုပြီးငါတို့ဟာဤထူးဆန်းတဲ့ငါဦးကောင်းကိုနိုင်ငံရဲ့ချားကိုတည်ဆောင်ပြီးပြသရရင်ဥစ္စာများစွာရမှာပဲလို့ကြံစီမိကြတဲ့အဲ့ဒီလိုကြံစီပြီးငါဦးကောင်းကိုသူတို့နဲ့အတူနိုင်ငံရဲ့ချားသို့အတူလိုက်ပါရန်ဆွေးနွေးကြတဲ့ငါဦးကောင်းလဲနိုင်ငံရဲ့ချားတွားရောက်လို့တာနဲ့သဘောတူလက်ခံပြီးတင်မောစီကလိုက်ပါသွားတော့တဲ့ဒီလိုနဲ့တင်မော9စီဟာတီယိုကျွန်းစီကိုဥတီပြီးတပြိုင်တည်းခုံမောင်းလာကြတဲ့တင်မော6စင်းကတော့တီယိုကျွန်းအနီးကိုချောချောမောမောစောလင်စွာရောက်ရှိလာခဲ့တဲ့ငါဦးကောင်းပါတဲ့တင်မောကတော့ပင်လယ်သမုဒ္ဒရာထဲမှာတဝဲလဲလဲလဲဖြစ်ပြီးကမ်းမြင့်မြင့်လမ်းမြင့်မြင့်ဖြစ်နေတဲ့တင်မောသားတွေကပြန်ရခတ်ထိတ်လန့်လာပြီးသမုဒ္ဒရာဆောင်နှက်တွေကိုပူဇော်ပသကြတယ်ဒါပေမဲ့အချင်းကြီးပဲတဲ့ကွယ်ဒီအခါမှာတင်မောသားတွေစုဝေးတိုင်ပင်ကြတယ်ငါတို့ဟာမမြင်သင့်မမြင်ကောင်းဒီငါဦးကောင်းကိုတင်ဆောင်လာလို့သာဒီလိုဖြစ်ရတာပဲလို့ဆိုပြီးငါဦးကောင်းကိုရေထဲပစ်ချရန်စီမံကြတဲ့အဲ့ဒီအခါမှာငါဦးကောင်းကအဆွေတို့ငါ့ကိုရေထဲပစ်မချကြပါနဲ့တနာရီတွင်းမှာတင်တို့ရဲ့တင်မော6စင်းကိုမိအောင်ငါဆောင်ရွက်ပေးပါမယ်ငါ့ကိုပဲစင်ထက်တင်ပြီးကောင်းမွန်တဲ့ဝစ်စားတန်စာဆင်ရင်ပေးပြီးထားပါလို့ပြောပြတောင်းဆိုလိုက်တယ်တင်မောသားတို့ဟာငါဦးကောင်းပြောတဲ့အတိုင်း
ကောင်းမွန်တဲ့အဝတ်တွေဝတ်ဆင်ပေးကပဲ့စင်ထက်မှတန့်ပြန့်စွာတင်ထားလေတဲ့အဲ့ဒီလိုဝတ်ဆင်ထားပြီးခဏမှပဲတင်မောဟာအဟုန်ပြင်းစွာပြေးလို့အဖော်တင်မော6ဆင်းကိုမိလာပြီးတီယိုကျွန်းကိုတပြိုင်နက်တည်းဆိုက်ရောက်ကြတဲ့ငဦးကောင်းတီယိုကျွန်းထက်ရောက်ချင်းတီယိုကျွန်းမှာရှိတဲ့နတ်ဘလူးတွေဟာစုဝေးရောက်ရှိလာကြပြီးငဦးကောင်းကိုပန်းနှံတာတို့နဲ့ပူဇော်ပသကြတယ်တင်မောသားတွေဟာနတ်ဘလူးတွေကိုမြင်တဲ့အခါများစွာထိတ်လန့်ကြောက်ရွံ့ပြီးတီယိုကျွန်းမှအမြန်ထွက်ခွာကြတဲ့အဲ့ဒီလိုအမြန်တင်မောလွှင့်ခဲ့ပေမဲ့တီယိုကျွန်းတို့သာပြန်ရောက်နေတဲ့တင်မောသားတွေလည်းထိတ်လန့်ကြောက်ရွံ့ပြီးစိတ်ညစ်နေကြတာပေါ့ကွယ်ဒီအခါငဦးကောင်းကတင်တို့သားမယားတွေစီကောင်းမွန်စွာပြန်ရောက်ခြင်းလင်ငါ့ကိုပူဇော်ရှိခိုးပြီးမှရွတ်လင့်ကြလို့ထုတ်ဖော်ပြောကြလိုက်တယ်တင်မောသားတို့လည်းငဦးကောင်းဆိုတဲ့အတိုင်းတန့်ပြန့်စွာထားကဝတ်သားကော်ရောရှိခိုးပြီးမှတင်မောလွှင့်ကြရာချုံမောစွာပင်ရက်ရွာထားနေဇာတိချက်ကြွေစီကိုရောက်ရှိကြတဲ့နတ်ဘလူးတို့ကလည်းငဦးကောင်းကအထူးထူးသောရုပ်တံကိုဖန်ဆင်းနိုင်တဲ့အတတ်ပညာကိုသင်ပေးပြီးအသင်သည်ဤအတတ်ပညာဖြင့်ဘာယာနတိပြင်းတွင်မင်းပြုလို့ဆိုပြီးကန်းဆက်တွင်ခြာထားကြတဲ့မကြခင်မှာပဲရခင်တင်မောသားများကျွန်းကိုရောက်ရှိလာကြပြီးအပြန်မှာငဦးကောင်းဟာတင်မောသားလုံးနဲ့အတူဘာယာနတိကိုပြန်လည်လိုက်ပါခဲ့တဲ့တင်မောသားတို့ဟာငဦးကောင်းရဲ့အကြောင်းကိုကောင်းစွာသိရှိကြတဲ့အတွက်ငဦးကောင်းကိုဥစ္စာများစွာနဲ့ပူဇော်ကြတယ်ဘာယာနတိပြည်ကိုပြန်လည်ရောက်ရှိလာတဲ့အခါငဦးကောင်းကဆင်ကျင်တယ်ငါကအတတ်ပညာလည်းရခဲ့ပြီးဥစ္စာလည်းပြည့်စုံပြီးဤပြည်တွင်မင်းပြုအပ်ငါငယ်စဉ်ကကြီးလင်မင်းပြုမိဟုမိခင်ကိုပြောခဲ့ဘူး၏မိခင်သည်ငါအားမင်းပြုရန်မကြံလင်မင်းကြံလင်ခွေးတေတေမိခွေးတေတေလင်တစေပင်မဖြစ်နိုင်ဟုဟန်တားခဲ့သည်သို့ပေမဲ့အကြံအခွင့်တင်လင်အပြစ်မရှိရလို့ကြံပြီးဘာနတိမင်းကြီးထံထီးနှန်းကိုပေးမိလောအိမ်ရှိအရာသောထားမိလောငါကကိုမပါဥကောင်းကြီးတာဖြစ်တော်လဲမင်းပြုလိုသည်ဟုတဝင်စာနှင့်ဆေလွတ်လိုက်တဲ့ဘာယာနတိမင်းကြီးလဲအကြောင်းစုံကိုကြားသိရလင်အမတ်တို့ကိုခေါ်ငင်ပြီးအမတ်တို့ယခုဦးကောင်းကြီးတာရှိသူသည်နန်းတက်မင်းပြုလိုသည်လို့ဆိုလာတယ်အံ့ဘွယ်ရှိပေစွဘလို့ကြံကြကုန်မည်နီလို့မူမတ်တို့ကိုတိုင်ပင်တော်မူတဲ့အဲ့ဒီအခါမှာအမတ်တို့ကအရှင်မင်းကြီးပညာကျဲသောကြီးငယ်မဟုသာပညာရှင်ကိုအလိုလိုက်ရောမှချမ်းသာဒုက္ခရနိုင်ပါတယ်ကျွန်တော်မျိုးတို့စုံစမ်းပါဦးမယ်လို့ရှောက်တင်ကြတဲ့အဲ့ဒီနောက်မှာမူမတ်တို့ဟာငဦးကောင်းရဲ့အရေးချင်းပညာစွမ်းကိုစုံစမ်းကြတဲ့အခါအထူးထူးသောရုပ်တံကိုဖန်တီးနိုင်တဲ့အတက်ကိုတက်ကြောင်းသိရှိကြတဲ့အတွက်မင်းကြီးကိုပြန်လဲလျှောက်တင်ကြတဲ့ရှင်မင်းကြီးငဦးကောင်းဟာမလေးမစားမပြုတ်တင်ပါပညာရှင်အမှန်ဖြစ်ကြောင်းပါဗျာချီးမြှောက်တော်မူမှတင့်မြတ်မီဖြစ်ကြောင်းရွှေဖွားတော်အောက်လျှောက်ထားဝင့်ပါသည်ဗျာလို့တင်လျှောက်ကြတဲ့ဒီအခါမင်းကြီးကမူမတ်တို့ကိုမပါပဲဦးကောင်းကြီးတသက်ရှိသူကိုမြည်တို့မြောက်စားရမည်နည်းဟုမေးမြန်းတော်မူတဲ့အရှင်မင်းကြီးငဦးကောင်းကိုအတာအယာခေါ်၍အတက်ပညာစွမ်းကိုပြစေတင်ပါတယ်ဖေဟာလို့အမတ်တို့တင်လျှောက်ကြတဲ့အတွက်မင်းကြီးလဲငဦးကောင်းဟာနန်းတော်သို့ပင့်ဖိတ်ပြီးမင်းပြုလိုလင်အသင်ဤအတက်ပညာစွမ်းကိုပြရမယ်လို့မိန့်ကြားတယ်ငဦးကောင်းဟာနတ်ဘလူးများတင်ကြားပေးလိုက်တဲ့အထူးထူးသောရုပ်ပြအတက်ကိုပြလိုတာကြောင့်နှင်းဘူးငယ်ကိုဖွင့်လိုက်တယ်ထိုအခါစင်မြင်းဘိုပါစစ်အင်္ဂါတို့ဟာစင်္ဂါထွက်လာလိုက်ကြတာမြေပြင်အပြည့်မျှရှိတဲ့ဘာနတိမင်းကြီးလဲစိုးရိမ်ထိတ်လန့်တော်မူတဲ့အတွက်ငဦးကောင်းကိုအိမ်ရှိအရာအနှင်းလိုက်ရတဲ့ငဦးကောင်းလဲအိမ်ရှိဥပဒါဖြစ်လာတဲ့ဆိုရင်ပဲခြေလက်အင်္ဂါနဲ့ကိုခန္ဓာတို့စုံလင်စွာထွက်ပေါ်လာပြီးမင်းစည်းစိမ်ကိုကောင်းစွာခံစားရတဲ့ကွယ်ဤဒဏ္ဍာကြီးကိုထောက်ရှုပြီးပညာသည်ကြီးငယ်မဆိုတာလို့ရှေ့သူကြီးကိုဆိုရိုးပြုကြတဲ့ဒါကြောင့်လောကအကြောင်းအရာထွေထူးထွေစမ်းပြကျောင်းတရားပြဿနာအသီးသီးမှာအယုတ်အလက်အမြန်မရွေးကြီးသေးမဟုဉာဏ်ပညာသာလင်အကြီးအမှုအခေါင်အချုပ်ဖြစ်လို့ပညာရှိကဝီတို့ကိုမျက်နှိုးသိမ့်ကြပါတဲ့ကွယ်